ဒီလိုပြေးကြရသည်တွေမှာဘော်ဒါတွေနဲ့အမိုက်ဆုံးပါတီဆွဲဖို့မိုကရိုဖုန်းရဲ့ DR တုံးကအသင့်တော်ဆုံးပါပဲအမိုက်ဆုံးကတော့မိုက်ကရိုဖုန်းနှလုံးပါဝင်တာဖြစ်တဲ့အတွက်တစ်ယောက်တည်းမဟုတ်ဘူးနော်အားလုံးနဲ့အတူတူရှင်းဆိုလို့ရပါပြီမိုက်ကရိုဖုန်းမှာပါဝင်တဲ့ပါဝါကလစ်တွေကိုနှိပ်လိုက်တာနဲ့အချင်းဆောက်ဆိုလို့ရပါပြီမိုက်ကရိုဖုန်းလေးတွေကိုတော့တိုက်စီကျိုးလေးနဲ့အားဖြင့်တင်လို့ရပါမယ် RGB မြည်သည့်တွေကြောင့်လည်းညဘက်ဆိုရင်ယူခသွားစေတဲ့ဘိုက်ကိုရရှိစေမှာပါလေသာဟန်ဂျယ်လေးလည်းပါပါတယ်ကဲ15ဝက်ပါဝါအတန်ကဘလောက်မိုက်လဲငါထောက်ကြည့်လိုက်ရအောင်ဘက်ထရီကလည်းတစ်ခါအောက်သွင်းပြရနဲ့3နာရီကနေပြီးတော့4နာရီထိအသုံးပြုနိုင်ပါတယ်။အမကန်တစ်နှစ်ပါပြီးတော့ဈေးနှုန်းလေးကတော့3,600ဖြစ်ပါတယ်ရှင်